ဒီလိုမျိုး6လို့ရင်ကလေးတွေကိုပြည်သူတွေကနေပြီးတော့ဟေးစစ်တပ်ဆိုတာဘယ်သူမင်းအောင်လိုင်းဆိုတာဘယ်သူကာကျုပ်ဆိုတာဘယ်လိုဘယ်တော့မှဘယ်လိုဆိုတမိုင်းတွေကိုသူတို့ကလေးတွေကိုသူတို့ပြန်ပြီးသင်ပြီးအဲ့ဒီကလေးတွေကအခုချိန်မှာဘယ်လိုလုပ်သွားပြီးစစ်တပ်ကိုကလုပ်မလဲအဲ့တော့တခါကြီးစဉ်းစားဖို့လိုတယ်ဘုံဘုံတို့ကမနေရဘူးလေအခုလွန်ဆုံးနေ100နေရမှတခါကြီး65ဆိုတော့35နဲ့နေမှာအဲ့35နှစ်မှလည်းပျော်ပျော်နေနိုင်မလားအခု2023ဒီတခါကြီးဘယ်လိုနေမလဲဘယ်လိုအိတ်မလဲဘယ်လိုစားမလဲဘယ်လိုသွားမလဲတခါကြီးလွတ်လွတ်လပ်လပ်လည်းမသွားရကိုယ့်ဘာကိုတင်ကားကြီးတွေအမြောက်ကြီးတွေဟတ်စကီတွေနဲ့အိမ်မှာအချင်းကြနေတာအခုဖုံဖုံတို့တောရွာကနေအခုလိုက်လွတ်ပြီးပြောရဲတယ်တခါကြီးလိုက်လွတ်ပြီးမပြောရဲဘူးအဲ့တော့တိုင်းတို့ပြည်သားတွေမတနာတော့ဘူးလားအဲ့တော့ဖုံဖုံကပြောချင်တာအခုအရန်ခက်ကုန်ပြီလေတခါကြီးတော့လည်းနောက်ဆုံးလို့မရတော့ဘူးဆိုရင်ဒါဆိုဘယ်ထိသွားမှာလဲပြည်သူတွေကလည်းဘာဖြစ်လဲမရတော့ဘူးပြည်သူတွေလည်းမရတော့ဘူးဘလို့နိမမရတော့ဘူးပြောချင်တာပြောနားမထောင်တော့ဘူးသူတို့လင့်ရင်တွေ့မယ်လာရင်ပြေးမယ်ဒီလိုဖြစ်သွားပြီလေဘုံဘုံတို့တရားတော်ဟောလို့လည်းမရတော့ဘူးနှလုံးသားခံစားတတ်အောင်ကိုချင်းစာစိတ်လေးရှိအောင်အခုကတခါကြီးလဲနားလဲပါလေဇောကတ်နေတာဟာငါကတော့နောက်ဆုံးလို့မရတော့ဘူးစပြီးနောက်ဆုံးလို့ပြန်မရတော့ဒါပေမဲ့တခါလေးကျရင်ချင်းရတယ်တခါကြီးတော့စစ်တပ်ကိုပြောတဲ့ဟာမျိုးရှုံးနေတာကြီးတိတိကြီးနဲ့အခုရှုံးတယ်ဆိုတဲ့စကားကိုလည်းမခံပြင်းနေအောင်တခါကြီးတို့ရှုံးနေတာလေမင်္ဂလာပါဒီနေ့မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်နေနဲ့တိုင်သူပြည်သားတွေရဲ့အဖြစ်တစ်နှစ်ကိုငှက်ညာကအာဏာဆုံးလုပ်ပေးဖို့ကြောက်စီဆရာတော်ကြီးမှတောင်းဆိုလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်အာဏာသိမ်းပြီး3နှစ်အကြာမြန်မာပြည်စစ်တပ်အာဏာတည်မြဲရေးကြိုးပမ်းမှုအတွင်းအရက်သားပြည်သူ4000ကျော်တေဆုံးခဲ့တယ်လို့လူပေါင်း2.6 သန်းအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်မြန်မာစစ်တပ်ဟာဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့အရက်သားအစိုးရကိုမဲစရင်မရွေးမှုအကြောင်းပြချက်နဲ့လွန်ခဲ့တဲ့3နှစ်ကအာဏာသိမ်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအခက်အခဲဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရပြီးတိုင်းပြည်လုံးမှာလည်းစစ်မီးတောက်လောင်ခဲ့ပါတယ်ဒီ3နှစ်အတွင်းစစ်တပ်ရဲ့အာဏာတည်မြဲရေးကြိုးပမ်းမှုအတွင်းမှာလည်းအရက်သားပြည်သူ4000ကျော်တေဆုံးခဲ့တယ်လို့လူပေါင်း2.6 သန်းဟာအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်လူပေါင်း2000နီးပါးလည်းဖမ်းဆီးထောင်ချခံထားရပါတယ်တေဆုံးသူတွေဟာလေကြောင်းကနေတိုက်ခိုက်ခံရတာလက်နက်ကြီးနဲ့ပစ်ခတ်ခံရတာရွာတွေမှာအဖမ်းခံရပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခံရတာစတဲ့နည်းမျိုးစုံနဲ့တပ်ဖြတ်ခံရတာဖြစ်ပါတယ်ကြီးတွေနဲ့ရဟန်းပြိုတွေနှစ်ခုကွဲနေတယ်ဘယ်လိုလုပ်မလဲအိမ်ထဲမှာညီကလေးတွေအခုအကုန်လုံးမင်းတို့စစ်တပ်ကြိုက်တယ်လားစစ်တပ်မကြိုက်ဘူးဆိုကလေးတွေကအသေးနာကုန်ပြီဘာမှနိုင်ငံရေးနားမလဲ